လူကြီးလဲလက်ရှိအခုဆိုတော့ကျွန်တော်ကဝူရှိပြည်နယ်ရဲ့ Tibet 3 hotel ဟီတိုဟိုတယ်မှာဒီဟိုတယ်ပတ်ဝန်းကျင်မှာလမ်းလျှောက်နေပါလေတဲ့ဓာတ်တိုက်ပါလေအေးလေအေးပါလေဟိုတော့ကမြင်ရတော့ကျွန်တော်တို့တဲတဲ့ဟိုတယ်ပါတရုတ်လိုတော့ဘယ်လိုရေးထားလဲဝူရှိတဲ့ပါတိုင်း China စစ်ကြမ်းလို့ရေးထားပါလေကျွန်တော်ဒီဘက်ကပြန်ကူးပါမယ်လူလေးပါလဲကိရှင်းနေပါတယ်ဒါပေမဲ့ဘယ်အရှောက်ပါအရှင်းရသွားပြီဆိုရင်မြောင်းကြီးတရပါလိမ့်မယ်6လမ်းသွားဘုန်းကျော်တရားပါဒါတော့ရေမြောင်းကြီးပါဟိုရှေ့မှာတော့တရုတ်မှာဂျပူးလေးပါတရုတ်မှာဂျပူးလေးနဲ့တစီငားနေပါတစီပေါ်တက်သွားပြီโอเคဟုတ်ပြီတက်သွားမယ်ရှေ့မှာတာရီတို့2ယောက်လာတယ်ရှေ့မှာတာရီတို့2ယောက်ပြကြောင်နဲ့လာတယ်ဂျပူးတွေဘယ်ရမလဲကိုကရက်ရှိရအယူခုစစတာဘက်ကိုရောက်ပါပြီရှေ့မှာစတာဘက်မြင်နေရပြီကျွန်တော်ပြန်လှည့်ရိုက်ပြရမယ်